ဒီလိုကျွန်တော်တို့ CBC USA Women Department နဲ့အခုဒီနေရာမှာကျွန်တော်တို့အတူတကွဆွေးနွေးခွင့်တွေရခံတယ်အတူတကွဆူတောင်းခွင့်တွေရခံတယ်ဆိုတာကလည်းတကယ်ဖျားပေးတဲ့ကျေးဇူးမင်္ဂလာဖြစ်ပါတယ်ဒီနေ့မြန်မာနိုင်ငံတခုလို့ရည်ဆိုင်နေရတဲ့အကြက်တဲ့တကယ်လားဆိုရင်တော့အခုဆိုရင်အာနာသိန်းစီကောင်စီရဲ့ပြုလို့သွားတဲ့နိုင်ငံရေးအကြအတက်ရဲ့၎င်းနိုင်ငံရေးအကြအတက်မှာတစ်စင် humanitarian အကြအတက် humanitarian အကြအတက်ပြီးမှအခုဆိုရင် COVID-19 ကယောဂဘေးဆိုးကြီးရဲ့ third wave အကြအတက်ဆိုတာကိုရည်ဆိုင်နေရတာဖြစ်ပါတယ်ဒီခီးဟာကြတာပြီးတော့ခက်ခဲတယ်တို့တော့ညလည်းပဲကျွန်တော်တို့ရဲ့အခက်ခဲတွေကျွန်တော်တို့ရဲ့ဒီလောကထဲမှာကြတာမှုတွေအပေါ်မှာတကယ်လားဆိုရင်တော့ဒါတွေအလုံးကိုမေတ္တာတော်ရှင်ဖခင်ကအလုံးကိုစောင့်ကြည့်နေပါတယ်သူတစ်ဖိကကျွန်တော်တို့ဆုတောင်းနေတဲ့ဒီကျွန်တော်တို့ Women Department တော်၎င်းဖက်ဖက်မှရှိနေတဲ့နေရာအနှံ့မှရှိနေတဲ့ကျွန်တော်တို့ရှင်းလားစွာတဲ့မိဂုံမောင်နှမပြည်သူလူထုမိဘပြည်သူလောကဒါကိုဆုတောင်းခြင်းအဖြစ်ကျွန်တော်ဒါကိုကြော်လွှတ်လာမယ်ဆိုတာကတော့တရားမှတရားချင်းသိချပါတယ်အခုကကျွန်တော်ကြည့်နေရတာကစီကောင်စီကသူလှုပ်ရှားကောမတိတော့သူတို့ဘာလို့ရမှာကိုလည်းမတိတော့ဟိုတနေ့ကပဲသူတို့ကစစ်ကောင်စီဆိုတဲ့နာမည်ကနေပြီးတော့အိဆောက်နာမည်ကိုယူသွားတာဖြစ်ပဲအေးပဲဆောင်းဆောင်းခြာပဲဆောင်းဆောင်းဒါကတော့ဒီကမဟုတ်ဘူးတကယ်တော့ဆိုတော့သူတို့ကလှုပ်ရှားကိုတော့မတိတော့ပဲနဲ့ရွေးရှာလားသူတို့မှမရှိတော့ဘူးဆိုတာတက်တက်ပြပါတယ်ပြီးတော့တစ်ဖက်ကပြောမယ်ဆိုတော့ဒီအာနာသိစစ်ကောင်စီအာနာစီတွေကကဘာကအလုံးမရှိတော့ပါဘူးတကယ်တော့ဆိုရင်အာနာစီတွေဆိုတာကမြန်မာနိုင်ငံပြည်သူလူထုကအလုံးမရှိတော့တာမကပဲနဲ့ကဘာတစ်ခုလုံးကဒီအာနာစီတွေကိုအလုံးမရှိတော့ဘူးဆိုတာကဘာတက်တက်ပြပါဒီ21ရာစုမှာအာနာစီတွေအတွက်နေရာမရှိတော့ပါဒီ21ရာစုမှာအာနာစီတွေအတွက်လည်းအသက်ရှူနေအတိတ်တကယ်တော့ဆိုမရှိတော့ပါဘူးသူတို့ကအခုတော့ရွေးစရာလားတခြားမတိတော့လို့အခုဆိုရင်နာမီကိုပြောက်လိုက်uniform ကိုချွတ်လိုက်နော်အဝတ်အထက်ကိုလဲလိုက်ဒါကသူတို့ကိုဒါတွေပဲလုပ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အခုဆိုရင်တော့နိုင်ငံတကာမှာ credential တိုင်းပွဲတွေဝင်နေတာဖြစ်ပါတယ်အဲ့ credential လို့ပြောတဲ့အခါမှာကုလသမဂ္ဂမှာဒီ settle ဘာလာကြရတော့ဘယ်သူကမြန်မာနိုင်ငံကိုဂူစပြုတယ်လဲဆိုတဲ့ဥစ္စာကိုရွေးရတော့မှဖြစ်ပါတယ်ဆိုပြချက်ကိုချရတော့မှဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ NUG ပြည်သူလူထုအစိုးရအနေနဲ့ဒါကိုအတိုင်းအတိုင်းဒီဇိုင်းမနဲ့နောက်ကွာနဲ့တေချာဒါကိုပြုစုပြီးတော့ဒါလုပ်နေပါတယ်ဒါကိုမဟာဗျူဟာနဲ့တေချာချပြီးတော့ legally advocate နဲ့ lobby နဲ့ campaign နဲ့တောက်လျှောက်တာကိုတွားဖို့ရအတွက်အခါ BC နာလည်းရှိနေပါပြီဒီ credential တိုက်ပွဲမှာကျွန်တော်တို့ပြည်သူလူထုကအောင်မီဖို့ရအတွက်ကိုလည်းစုတောင်းကူညီမှတ်စာပေးလိုပါတယ်ဘာလို့ဒီ credential ကအရေးကြီးတယ်လဲဆိုရင်ကျွန်တော်တို့ဒီနိုင်ငံတကာမှာဒီမြန်မာနိုင်ငံရဲ့ပြည်သူလူထုအစိုးရကိုဘသူကဒါအစိုးရလို့ပြီးတော့ကိုစပြုတယ်လဲဆိုတာဟာစိုးဖြားမယ်အချိန်မှာတကယ်လို့မြစစ်ကောင်စီကအဲ့မှာသူတို့ကလည်းဒီ credential ကိုလာမယ်ဆိုတော့ဒါမှကျွန်တော်တို့ကဒီလူသားသမားတွေနဲ့ကိုကရည်ဆိုင်ရမှာဖြစ်ပါတယ်တကယ်တော့ဆိုတော့ကျွန်တော်တို့ဒီစစ်ကောင်စီတွေအာဏာရှိတွေဟာလူသားသမားဖြစ်ရတာမကသူတို့ကအကြမ်းဖက်ဓမ္မတွေဖြစ်နေဆိုတော့အကြမ်းဖက်ဓမ္မတွေအနေနဲ့ကိုကမြန်မာနိုင်ငံရဲ့အစိုးရကိုဂုဏ်ပြုတယ်ဆိုတာကနော်ကဘာအတွက်လဲဒါဆက်ဆံကောင်းတယ်တကယ်လို့မြဒီစစ်ကောင်စီဒီအကြမ်းဖက်ဓမ္မကိုမြန်မာနိုင်ငံပြည်သူလူထုကိုဂုဏ်ပြုအဖြစ်နဲ့ကဘာကူလာတမက်က
နော်သူထောက်ခါတဲ့လူဒါစိခဲ့တော့ဒါဟာလဲတကယ်ဒါဆိုတော့ကပ္ပကုလသမဂ္ဂအနေနဲ့တကယ်စာမျက်နှာအမဲကြီးဖြစ်တော့မှာဖြစ်ပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်ကမ္ဘာကုလသမဂ္ဂလို့ပြောတဲ့အခါမှာကမ္ဘာကုလသမဂ္ဂရဲ့အဓိကမဟာတိုင်ကဘာလဲဆိုရင်ကမ္ဘာတူကမ္ဘာသားတွေအတွက်လိုချူမှုစစ်စေဖို့နဲ့ကမ္ဘာတူကမ္ဘာသားတွေအတွက်ငြိမ်းချမ်းရေးစစ်စေဖို့ကကမ္ဘာကုလသမဂ္ဂရဲ့ရည်ရွယ်ချက်အကြီးမားဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့ကမ္ဘာကုလသမဂ္ဂမှာဆိုတော့နိုင်ငံအားလုံးကကမ္ဘာမှာရှိတဲ့နိုင်ငံတွေအားလုံးကလာပြီးတော့စုပေါင်းအင်အားနဲ့အဲ့ကမ္ဘာငြိမ်းချမ်းရေးနဲ့ကမ္ဘာတည်ငြိမ်ရေးအတွက်ကိုသူတို့ကလာကြိုးစားကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီလိုကမ္ဘာငြိမ်းချမ်းရေးကမ္ဘာတည်ငြိမ်ရေးကိုကျွန်တော်တို့ပြောနေတဲ့အချိန်မှာဒီဘက်ကကမ္ဘာကိုမတည်ငြိမ်အောင်လုပ်နေတဲ့စီကောင်စီနဲ့ကမ္ဘာကိုမငြိမ်းချမ်းအောင်လုပ်နေတဲ့စစ်အာဏာရှင်တွေကိုကမ္ဘာကုလသမဂ္ဂကသူတို့ကိုအတိမပြုမယ်ဆိုတော့ဒါကမ္ဘာကုလသမဂ္ဂအတွက်လည်း credential တဟိုထုံးနဲ့ကြားသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ credential တိုင်းပွဲဟာအခုဆိုတော့အောက်ကစားလာဖြစ်ပြီးစက်တင်ဘာလဆိုတော့ဒါလာတော့မယ်ဆိုတော့ဒီတလပဲရှိတဲ့အခြေတော့အတွင်းမှာကျွန်တော်တို့ပြည်သူလူထုတွေအားလုံးဟာလည်းဒါကိုဤတိုက်အားတိုင်းနဲ့ဆူတောင်းပြီးတော့ဤတိုက်အားတိုင်းနဲ့ကိုဒါဟာအချင်းနဲ့တပြည့်ငယ်ကိုရှိတဲ့နေရာတိုင်းမှာဒါကိုလှုပ်ရှားပြီးတော့ဒီကျွန်တော်တို့ဒီ NUG တွေမြန်မာနိုင်ငံရဲ့တယူရီအစိုးရဖြစ်ကြောင်းနဲ့ NUG တာမြန်မာနိုင်ငံကိုစားပြုခွင့်ရှိကြောင်းနဲ့တစ်ဖက်ကဆိုရင်စီအာနာစီရီကမြန်မာနိုင်ငံကိုစားပြုခွင့်မရှိကြောင်းနဲ့ကိုစားပြုခွင့်မရှိတဲ့အပြင်စစ်ကောင်စီတွေအကြမ်းဖက်ဓမ္မတက်တာဖြစ်ကြောင်းနဲ့အကြမ်းဖက်ကောင်စီတာဖြစ်ကြောင်းကိုကဘာတိအောင်အရာရာမှာရောက်နေတဲ့ပြည်သူလူထုအားလုံးဟာလည်းဆောင်ရွက်ဖို့အရေးကြီးပါတယ်။ဒီနေ့ကျရင်တော့ကျွန်တော်ဒီတိုက်ပွဲဟာအောင်မြင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အနာဂတ်ဟာဒီစစ်ကောင်စီတွေတီးထားတဲ့အနာဂတ်ထက်ကိုကကျွန်တော်အနာဂတ်ပို့ပြီးတော့တောင်းပါတယ်။ပို့ပြီးတော့တကယ်အစပေါင်းများစွာကိုတားပါတယ်။ကျွန်တော်အနာဂတ်ဟာ Federal Democratic Union of Myanmar ဖြစ်ပါတယ်။အဲ့ဒီ Federal Democratic Union မှာကိုကာချမာကိုဖာတီးဆိုတာတွေကျွန်တော်ရဲ့ equality ဆိုတာတွေကို data အခြေခံပြီးတော့လူမျိုးမရွေးဘာသာမရွေးကျွန်တော်တို့ဂါချာမရွေးအဲ့ဒါ ethnicity မရွေး race မရွေးနဲ့အားလုံးကကျွန်တော်ဟာကိုကာချမာကိုဖာတီးကြပြီးတော့မြန်မာနိုင်ငံလို့ပြောတဲ့အခါမှာကျွန်တော်ရဲ့ပါချာအကြီးကြီးဖြစ်ပြီးတော့အဲ့ဒီပါချာမှာကျွန်တော်တို့ပါနေအားလုံးကတကက်ကိုအလှနဲ့ကိုကအဲ့မှာဖွေးကြမှာဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကဒါကိုသူတို့မိထားတဲ့အတွက်ကြောင့်သူတို့ကဒါကိုမလို့ချင်လို့အားကြီးလို့တစ်ဖက်ကဆိုတော့စီအာနာစီကိုတိတခိုင်မြဲအောင်တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်အခုဆိုတော့အာနာတိတ်ပြီးတဲ့နောက်မှာမြန်မာပြည်သူလူထုအပိမဲ့ပြည်သူတွေ1000ကျော်စစ်ကောင်စီကတပ်ဖြတ်လိုက်ပြီးဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီ6လအတွင်းမှာစစ်ကောင်စီဖက်ကနေပြီးတော့မြန်မာပြည်သူလူထုအပြစ်မဲ့ပြည်သူလူထုကျွန်တော်ရဲ့ဓမ္မဒါကြီးဥဝိမြင့်နဲ့ကျွန်တော်နိုင်ငံတော်တိုက်ပိခါတော့အောင်ဆဆုစီပါဝင်9000ကျော်ကိုလူ9000ကျော်ကိုသူတို့ကဖာစီချုံအောင်ထပ်ပါတယ်ထိုနည်းတူစွာဒီအာနာတိတ်စစ်ကောင်စီကအကြဖက်လို့ရလို့ကြောင့်အခုဆိုရင်တော့မြန်မာနိုင်ငံအနှံ့မှာဒုက္ခတဲ့အဖြစ်နဲ့ကိုကလူ7သိန်း12သိန်းလူ12သိန်းအထိကိုကအခုဆိုရင်တော့သူတို့အေရနေပြီးတော့စုခွာပြီးတော့ပို့အောက်နေရတဲ့တော့တွေမှာခိုးထိုးနေရတဲ့အနေအထားမှာရောက်ရှိနေပါတယ်အခုကဒီစစ်ကောင်စီရဲ့လွတ်ရနေကြောင်းမြန်မာပြည်သူလူထု64သိန်းနိပါဟာ64သိန်းတော့ပြည်သူလူထုဟာအော်တိုဘာလဂုံကြရင်ဒီနှစ်မှာစားစရာမရှိဖြစ်တော့မှာအခြေအနေကိုကျွန်တော်ရည်ဆိုင်နေရပါတယ်တစ်ဖက်ကဆိုရင်တော့ဒီအာနာတိတ်စစ်ကောင်စီရဲ့အကြဖက်လွတ်ရနေကြောင်းမြန်မာပြည်သူလူထုဟာအလို့လို့မရတဲ့အနေအထားမှာရှိပြီးတော့အခုဆိုရင်တော့ CDM ဘဝမှာနော်ဒီစစ်ကောင်စီရဲ့ဖနှက်အောင်မှာအလုံးမလုံးချင်တဲ့ဝန်ထားတွေဟာလည်း2သိန်းကျော်ရှိလာပဲဖြစ်ပါတယ်အခုကဒီဆက်လက်ပြီးတော့ဒီခီးကတွားမယ်ဆိုရင်ဒီတိုင်းနဲ့ဆက်လက်ပြီးတော့တွားမယ်ဆိုရင်မြန်မာပြည်သူလူထုရဲ့55တန်းထဲမှာ28တန်းကတော့စီးရဲ့ဒုက္ခချီအောက်မှာကိုတွားမဲ့အနေထားမှာကျွန်တော်ဤဆိုင်နေရပါတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်တော့စစ်ကောင်စီကနေပြီးတော့အခုဆိုရင်ဒီကျွန်တော်ချက်မိုင်းဝန်ထားတွေကိုတိုက်ခိုက်ခြင်းတွေရက်ဆက်ကြကြုတ်ခြင်းတို့ပေါ်မှာကျွလွန်လာတာကိုတွေ့ရပါတယ်
အခုဆိုတော့ဆရာဝန်တွေဆရာဝန်မတွေကျမရေးဝန်ထားတွေအယောက်20နီးပါးကိုသူတို့ကတိုက်ခိုက်ပြီးတော့တပ်ဖြတ်တဲ့အနေအထားကိုတွေ့ရပါတယ်အခုကဒီစစ်ကောင်စီကနေပြီးတော့အခုနကျွန်တော်ပြောသလိုသူတို့ရဲ့ရက်ဆက်ကြချိုးချင်းတွေအလုပ်ကိုကြည့်မယ်ဆိုရင်ဒီကျမရေးဝန်ထားတွေကိုတိုက်ခိုက်တာတွေအခုကဒီစေယုတွေစေပိခါတွေကိုဒါတွေအလုပ်ကိုကျမရေးဝဆောင်မှုပေးနေတဲ့နေရာတွေကိုတိုက်ခိုက်တာတွေကအရေးအတွက်နဲ့တွက်မယ်ဆိုတော့260ကျော်နေပြီဖြစ်ပါတယ်ဒါတွေအလုပ်ကိုအခုက COVID-19 ကိုတိုက်ခိုက်နေတဲ့ဒုရကောင်းတွေကိုစစ်ကောင်စီကပြတိုက်ခိုက်နေတဲ့အနေအထားကိုရှိပါတယ်ဆိုတော့ဒီနေ့ဒီအခြေအထိ COVID-19 ဒီလောက်အထိဆူဆူဝါဝါဖြစ်သွားအောင်ဖာတီးလိုက်တဲ့ဒုကလည်းစစ်ကောင်စီတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီရီဆိုင်နေရတဲ့စစ်ကောင်စီဟာဒိုတာကိုမဟုတ်ပဲနဲ့သူတို့ဟာဒီလက်တကက်ကိုမြန်မာပြည်သူလူထုရဲ့ယာတူအဖြစ်နဲ့သူတို့ကဒါကိုတေချာစီမာခန့်ခွဲပြီးတော့တနေ့ပြီးတနေ့ဒါကို execute လုပ်နေတာဖြစ်ပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်လည်းကျွန်တော်တို့ဒီလိုအခြေအနေကိုရီဆိုင်နေရတဲ့အခြေအနေမှာမြန်မာနိုင်ငံပြည်သူလူထု100မှာ90ရာခိုင်နှုန်းကဒီလာမဲ့အပတွေမှာ COVID-19 positive ဖြစ်နိုင်တယ်ဆိုတာဟာလည်းဖြစ်လာပြီဆိုတော့အဲ့အခြေအနေကိုကြီးဆိုင်နေရတဲ့အခြေအနေမှာကျွန်တော်တို့ NUG အနေနဲ့ဒေါ်လာကောင်းကျွန်တော်အနေနဲ့ဆိုတဲ့ကျွန်တော်တစ်နေ့ကိုနိုင်20အလုပ်လုပ်တယ်4နိုင်လောက်ပဲကျွန်တော်အနားယူခွင့်ရှိတာပေါ့4နိုင်လောက်ပဲကျွန်တော်အေးခွင့်ရှိတယ်အေးလို့ရတယ်အဲ့ဒါတော့မှတကယ်ဆိုတခါလေကြိုက်တော့3နိုင်အထိဆိုတော့ကြောက်မိုင်းလည်းတခါလေကြောနည်းနည်းဆိုးရလာတာတွေရှိပါတယ်ဒါတွေအတွက်ကိုလည်းဆူတောင်းကူညီပေးစီခြင်းတယ်ဆိုတော့အဲ့လိုမရမနာပဲနဲ့ကျွန်တော်တို့တောက်လျှောက်အလုပ်နေပါတယ်ဆိုတော့နောက်ကွယ်မှာကျွန်တော်တို့ကအခုဆိုတော့မြန်မာနိုင်ငံပြည်သူလူထုအတွက်တကယ်လိုအားလာတဲ့ကာကွယ်ဆေး COVID-19 ကာကွယ်ဆေးကိုလည်းလူချိုစွာနဲ့ထိုးနိုင်အောင်နဲ့လူချိုစွာနဲ့ရနိုင်အောင်ကျွန်တော်ပြည်ပဆိုင်ရာမှာရှိတဲ့အဖွဲ့အစည်းများပြည်ပဆိုင်ရာအလှူရှင်များနဲ့နိုင်ငံများနဲ့ကိုကချစ်ဆက်ပြီးတော့တောက်လျှောက်ပဲ COVID-19 ကာကွယ်ဆေးအတွက်ကိုလည်းကျွန်တော်စူးစမ်းအားထုတ်လုပ်နေပါတယ်တစ်ဖက်ကပြောမယ်ဆိုရင် accreditation အတွက်ကိုလည်းကျွန်တော်ဟာ e-tech အတိုင်း design မှာလုပ်နေပါတယ်ဒီဖက်ကကျွန်တော် humanitarian ဒီလူသားချင်းစာနာထောက်ထားရေးမှာတကယ်လိုအားနေတဲ့ပြည်သူလူထုအတွက်ကိုလည်းကျွန်တော်အတတ်နိုင်ဆုံးလုပ်နေပါတယ်ဒါတခါလေကြာတော့ကျွန်တော်လုပ်တဲ့ဥစ္စာတွေကိုလည်းပြည်သူလူထုကိုကျွန်တော်တိုက်ရိုက်ဒီတိုင်းပြောလို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်လူချိုကြီးအရာဒါတွေအားလုံးကိုလည်းနားလည်ပေးစီခြင်းတယ်အခုကတော့ကျွန်တော်တို့ကျွန်တော်ဖက်ကနေပြီးတော့အဲ့လိုပဲ overall နဲ့နည်းနည်းပြောချင်တာဖြစ်ပါတယ်ကျွန်တော်ကအခုအခြေလဲတိတ်မရတဲ့အခါကျတော့ဒါကိုလည်းတိခါပေးပါခုဆိုရင်တော့မေးချင်တဲ့မေးခွန်းလေးတွေရှိလဲကျွန်တော်မေးခွန်းကိုတစ်ခုနှစ်ခုလောက်ယူမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်จำนักปีนักขันมีปีนี้หินอภิเกนชินมีปีนี้หินดิจินดาระบมน่าเสตีขานักกันดูตีขาตัวฉันนั่นกันชิมของมันดิจินดากันบ่มโคจิบิกไลถ้าจำนักปีนักขันสิดากันตัวโคมีอ่ะ financial support มอทามอสิเราจะบรรทุกได้อ่ะเฮลบิกนักกันเฮลบิกที่มีค่ะมันชิมออกทางหามอเตียกันเฮลดูဟုတ်ကဲ့ပါကျေးဇူးတင်တယ်အခုလို့ကျွန်တော် Varong Group ဒီဖွဲ့ပြီးတော့ကျွန်တော်ချင်းပြည်သူပြည်သားတွေအားလုံးဟာလဲအခုຫນွေဥတော်လှရေးမှာဆိုရယ်ဤတိုက်အားတိုက်ဒီဇိုင်းမှာနဲ့အဲ့လိုပါဝီပြီးတော့မြန်မာနိုင်ငံတနိုင်ငံလုံးအတိုက်အတာနဲ့ဒါကိုဆောင်ရွက်နေတဲ့ကျွန်တော်ပြည်သူလူထုအပေါ်မှာလဲကျေးဇူးတင်ရှိပါကြောင်းနဲ့အဲ့လိုလုံးဆောင်တဲ့အပေါ်မှာဖျားတခီကအစပေါင်း30 60 100ကောင်းချီးပေးပါစေကြောင်းကျွန်တော်ပထမဦးစွာဆုမကောင်းတောင်းလို့ပါတယ်ပြီးတော့လည်းတစ်ဖက်ကပြောမယ်ဆိုတော့ဒီကျွန်တော်တို့လုပ်နေတဲ့အရာအလုံးနဲ့အခုနလို့ကျွန်တော်အဖက်ကနေပြီးတော့ဘယ်နေရာပဲရှိဘယ်နိုင်ငံမှာပဲနေကျွန်တော်ချင်းပြည်သူလူထုအလုံးဟာဒီလိုမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင်ဒီလိုနိုင်ငံရေးအကြအတက်နဲ့ပတ်သက်လာရင်ကျွန်တော်ဒီလိုလူအရေးနဲ့ပတ်သက်လာဒါနိုင်ငံရေးလို့ပြောတဲ့အခါမှာလူအရေးဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးလို့ပြောတာကတကယ်တော့ဆိုတော့စကလုံးကကျွန်တော်ချင်းလို့ဘာသာပြန်လိုက်တော့တိတ်အတိတ်ပဲတွေပြောင်းသွားတာတွေရှိတယ်ဒါပေမဲ့လည်းအဲ့လိုနားလည်စေချင်တယ်ကျွန်တော်အားလုံးဟာလူအရေးကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲ့လိုလူအရေးကိုဆောင်ရွက်နေတဲ့အချိန်မှာတကယ်တော့ဆိုတော့လူအရေးက
ဖះရဲ့အရေးဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်လူအရေးတွေဖះအရေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူအရေးကိုအဲ့လိုတာဝန်ယူတာဝန်ခံပြီးတော့ဆောင်ရွက်ပေးတဲ့ဥစ္စာဒီဖះတကီကိုချီးမွမ်းတဲ့ဥစ္စာပါပဲလို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒါဟာလူအရေးကိုအဲ့လိုကျွန်တော်ချင်းပြည်သူလူထုကတတိရှိရှိနဲ့ဒီဇိုင်းမနဲ့ကိုဒါကိုကဖြစ်တဲ့အချိန်နဲ့တပြင်းငယ်ဒါကိုလက်ပိုက်မကြည့်ပဲနဲ့ဥမာတချို့အမေကြီးတွေဆိုရင်သူတို့မှမရှိဘူးရှိတဲ့ဥစ္စာဒေါ်လာတစ်ပြားနှစ်ပြားကိုထက်တယ်ဒါကကျွန်တော်အမိမဆိုတော့သူတို့ကြားစာမှာရှိထားတဲ့အတိုင်းပဲကြားစာမှာမိုးဆိုမကလှူထားတဲ့အလူငွေကိုကြားစာမှာအတိမပြုတာတွေ့ရတယ်ဆိုတော့ကျွန်တော်ချင်းတွေဟာခြားတာတဲ့လူတွေမဟုတ်ပါဘူးတကယ်လားဆိုရင်ဒါပေမဲ့လည်းဒီလိုပိတ်ကချင်းတွေနဲ့ပတ်သက်လာရင်လူအရေးနဲ့ပတ်သက်လာရင်ကျွန်တော်ချင်းတွေကစင်မာထွက်ပြီးတော့ဂူကြီးဆောင်ရွက်ပပို့တာကိုမိတဲ့အခါမှာကျွန်တော်အင်မတာမှပြောရတော့ချင်းတယောက်ဖြစ်ရတာကျွန်တော်ကိုယူတယ်မြန်မာပြည်သားတယောက်ဖြစ်ရတာကိုယူတယ်မြန်မာနိုင်ငံစီးရတယ်ဒါပေမဲ့လည်းဟိုတို့က CNN News Channel ထဲမှာလာကျွန်တော်မသိတော့ဘူးဒါသူတည်တနာအဖွဲ့တွေကသူတည်တနာလုပ်ပြီးတော့မြန်မာနိုင်ငံဒီပိတ်ကချင်းမှာ the most generous country in the world တကယ်ကောင်းမှုကုသိုလ်ကိုပြုလုပ်တဲ့နိုင်ငံထိပ်ထားမှာပါဝင်တာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒီချိန်မှာလည်းဒါကိုကျွန်တော်တွေ့နေရတဲ့အချိန်မှာနံပါတ်1အားလုံးကိုကျေးဇူးတင်ကြောင်းဖရာတခီကလောကီတမျှအဆဆိုင်အရာအားလုံးကိုကောင်းချီးပေးပါစေကြောင်းနဲ့ဒီထက်မကအစပေါင်း30 60 100ကောင်းချီးပေးပါစေကြောင်းဆုမကောတောင်းလို့ပါတယ်တခေတ်တော်လဲကျွန်တော်ကိုမှာကြခက်တာတခုရှိပါတယ်ရေတစ်ခွက်ရတာဖို့ရှိတယ်လို့မှာကြခက်တာရေတစ်ခွက်ဟာအဓိပ္ပာယ်ရှိတယ်ဆိုပြီးတော့လူအရေးနဲ့ပတ်သက်လာရေးတဲ့ရေတစ်ခွက်တွားပေးတာကိုကရေအေးတစ်ခွက်တွားပေးတာကိုကတာဖို့ရှိတယ်ဆိုပြီးတော့ခရစ်တော်ကိုယ်တိုင်ကကျွန်တော်ကိုမှာကြခဲ့တယ်ဆိုတော့အဲ့နေရာမှာကျွန်တော်ချင်းပြည်သူတွေအားလုံးဟာမြန်မာပြည်သူတွေအားလုံးဟာဒီချိန်မှာဆိုပြည်သူမှပြည်သူတုတ်ဖြစ်နေတယ်ကျွန်တော်မှအစိုးရမရှိဘူးဖြစ်ကျွန်တော်အစိုးရကိုလက်နဲ့လာပြီးတော့လာတိုက်ခိုင်းတယ်ဖျက်ဆီးတယ်ဆွဆွခိုင်းဒါတွေမကားပဲနဲ့ရွေးကောက်ပွဲဇလာကိုလက်နဲ့ခိုးယူလာတယ်တိုက်ခိုင်းချပြုလာတယ်တချင်းနဲ့ပျက်စီးချင်းနဲ့ကိုရွေးကောက်ပွဲဇလာကိုခိုးတယ်ကျွန်တော်ဒီမိုကရေစီကိုခိုးယူတယ်လက်နဲ့ခိုးယူတယ်တခိုးဓမြလို့ကိုကအကြဖက်လာပြီးတော့ကျွန်တော်ရွေးကောက်ပွဲဇလာကိုခိုးယူတယ်တခိုးဓမြလို့နဲ့ကိုလာပြီးတော့ကျွန်တော်ရဲ့ freedom လွတ်လပ်ရေးကိုခိုးယူလာခဲ့တယ်ဆိုတော့ဒါတွေအားလုံးကိုကျွန်တော်အားလုံးတီးထားတဲ့အတိုင်းပဲဒီနေ့ဒီချိန်မှာဆိုရင်ကျွန်တော်ဘီတူမှဘီတူတုတ်ပဲတွားနေတာဖြစ်တယ်အခုကဘီတူကပဲဘီတူကိုဂါကိုရမယ်အနေထားကိုရောက်နေတယ်နော်ချင်းဘီတူလူထုကပဲချင်းဘီတူလူထုဂါကိုရမယ်အနေထားကိုရောက်နေတယ်အဲ့ဒါကိုပြောချင်တာပါဆိုတော့ဘယ်နေရာပဲရောက်ဘယ်နိုင်ငံမှာပဲနေနေဘယ်ဘဝပဲဖြစ်ဖြစ်အဲ့ဒီလိုဘီတူမှဘီတူတုတ်တွားတော့မဲ့ခီးမှာကျွန်တော်ချင်းပြည်သူပြည်သားများဒီနေ့ဒီချိန်မှာဒီလိုနဲ့ညီငွတ်နဲ့ united we stand တညီတငွတ်အဖက်ဖက်ကပေါ့ all walk of life အတူတကွာလာရောက်ပြီးတော့ရှင်ရွက်တဲ့ဥစ္စာကိုကျွန်တော်မိတဲ့အခါမှာဒီຫນွေဥဒေါ်လာကြီးတွေအောင်မီရမီဆိုတာကျွန်တော်နားလည်လာတယ်အောင်မီနေပြီဆိုတာကျွန်တော်မိလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ညီငွတ်ချင်းကိုရှစ်လုံးချင်းကိုကြည့်တဲ့အခါမှာဒီဒေါ်လာကြီးကအောင်မီပြီဆိုတာကျွန်တော်အဲ့လိုတဘောပါအဲ့ဒီနေရာမှာအခုနလိုကျွန်တော်ဆူတောင်းကိုကြီးဖို့ကျွန်တော်မိတရားခါတဲ့အတိုင်းတချို့ UGT ငူကမောင်နှမတော်တော်များမိဘပြည်သူများကဆူတောင်းကိုကြီးမှတ်စားပေးအဲ့ဒါတွဲလဲကျွန်တော်နလုတ်တာထက်ကဂျေယူတီကြောင့်ပြောလို့ပါတကယ်တော့ဆိုတော့တနေ့မှာ20လိမ့်နိုင်ရှိတယ်တနိုင်မှာမိနစ်60ရှိတယ်တမိနစ်မှာစက္က60ရှိတယ်
အဲ့မှာကျွန်တော်တွားနားလဲတာကတော့ဘာလဲဆိုရင်ကျွန်တော်မှာအဲ့ဒီတစ်စက္ကန့်တောင်မှကျွန်တော်ဘဝကိုကျွန်တော်ထိနိုင်တဲ့အနေအထားမရှိဘူးကျွန်တော်အမေရာအန်ဒရမှာရတည်နေရတယ်ကျွန်တော်အမေရာဟိုအခုနပေါ့နော်တေးကျွန်တော်ကိုတေးစေနိုင်တဲ့နေရာမှာကျွန်တော်အမေရာရတည်နေတယ်ကျွန်တော်ရဲ့အသက်ကိုကျွန်တော်10မိနစ်တောင်မှကျွန်တော်တိတ်ယူလို့မရပါအဲ့လိုချိန်နေမျိုးမှာကျွန်တော်ဘာဖြစ်လို့2မိနစ်တောင်းတယ်လဲဆိုရင်အခုနလိုပေါ့ကျွန်တော်အသက်ကိုကျွန်တော်မှာထိနိုင်တဲ့အနေအထားမှာကျွန်တော်မရှိဘူးဆိုတာကျွန်တော်နားကျွန်တော်ရဲ့လူချွေးဆိုရင်လည်းကျွန်တော်မှာလူချွေးမရှိပါဘူးရှင်းပြောရင်နိုင်ငံတနိုင်ငံရဲ့ဝန်ထုံဝန်ပိုးတွေကိုတည်ယူနေတဲ့လူတူတယောက်အနေနဲ့လူချွေးဆိုတာကနိုင်ငံတော်အခုကကျွန်တော်အာဏာသိမ်းခြင်းပဲခံတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ဝန်ထုံဝန်ပိုးနိုင်ငံတော်ရဲ့တာဝန်နဲ့ပတ်သက်လာရင်ကျွန်တော်တာဝန်ယူနေတာတာဝန်ခံနေတာကနိုင်ငံတနိုင်ငံရဲ့တာဝန်ကိုယူနေတဲ့လူတယောက်အနေနဲ့နိုင်ငံတနိုင်ငံရဲ့တာဝန်ခံမှုကိုနိုင်ငံတကာမှာရောပြည်တွင်းမှာရောကျွန်တော်ယူနေတဲ့လူပုဂ္ဂိုလ်တူတယောက်အနေနဲ့ကျွန်တော်ရဲ့လူချွေးဟာတကယ်သားဆိုတော့ပုံမှန်မှာဆိုရင်ကျွန်တော်မှာလူချွေးဒီလို့ပြောတဲ့စကားမှာကျွန်တော်မှာ security တွေကအများကြီးရဲကောတာရောအများကြီးရှိအောင်ဥပမာကျွန်တော်အမေရိကမှာဆိုရင်အမေရိကရဲ့အစိုးရအရာရှိတယောက်အဲ့လိုတာဝန်ကြီးကြီးမားမားယူနေတဲ့လူတယောက်အတွက်ကလူချွေးကအားလုံးလဲတိထားတဲ့အတိုင်းပဲเนาะအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်မှာဘာလို့ချွေးရှိတယ်လဲမရှိကျွန်တော်လုံနေတဲ့အလုံးနဲ့ကျွန်တော်မှာရှိနေတဲ့လူချွေးကဘာမှကိုက်ညီမှုမရှိဘူးတစ်ချိန်တည်းမှာပြီးဟိုဘက်စစ်ကောင်စီကလူကိုတတ်နေတယ်လူကိုလူမျိုးတို့အောင်ပြက်စစ်နေတယ်ဆိုတာစီးပြောရတော့အတားကိုကျွန်တော်ရည်ဆိုင်နေရတယ်ဆိုတော့ကျွန်တော်လူချွေးကတကယ်တမ်းဆိုတော့ဖះမှာပဲရှိတယ်လို့ကျွန်တော်အဲ့လိုနားလည်တာကျွန်တော် I cannot give my own security I am not it's impossible ကျွန်တော်အနေနဲ့ကျွန်တော်လူချွေးကိုကျွန်တော်မပေးနိုင်တိုးတော်ညလည်းပဲကျွန်တော်ရဲ့လူချွေးလို့ပြောတဲ့အခါမှာစိတ်ဓာတ်ရေးရလူချွေးကျွန်တော်ဝင္ကြီးရေးရလူချွေးကျွန်တော်ခန္ဓာကိုယ်လူချွေးဒါတွေအလုတ်ကလူချွေးဆိုတဲ့စကလုံးတစ်ခုမှတော့ပါတာပေါ့နော်ဆိုတော့အဲ့နေရာမှာဆူတောင်းချိကအင်မတာမှအရေးကြီးလာတယ်ဒါကြောင့်မလို့ဒီနေ့လဲထပ်ပြီးတော့ကျွန်တော်အလုတ်ကိုထပ်ပြီးတော့မိတရန်ခါလို့တာကတော့ကြိုးပြပြီးတော့တနေ့2မိနစ်ကိုတော့မပြမကွက်ဆက်လက်ပြီးတော့ဟိုပေးစီချင်တယ်ပေါ့နော်တနေ့2မိနစ်လေးအတရိရတဲ့အချိန်မှာ2မိနစ်ကိုအခြေယူပြီးတော့ဒါတွေအားလို့အတွက်ဟိုဆူတောင်းပေးပါကျွန်တော်မှာဟိုပညာလည်းအများကြီးလိုပါတယ်ကျွန်တော်မှာ wisdom အတိပညာတွေလည်းအများကြီးလိုပါတယ်ကျွန်တော်ကဆက်ဆံရေးလို့ပြောရမယ်ဆိုမှမဟုတ်ဆက်ဆံရေးကိုအများကြီးသွားနေရတယ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံအကြားဆက်ဆံရေးလို့ပြောတဲ့အခါမှာနိုင်ငံတော်အကြီးအကဲတူတယောက်နဲ့စကားပြောတဲ့အခါမှာကျွန်တော်ပြောမှားတာတွေဆိုမှားတာတွေမရှိရလေအောင်ကျွန်တော်မှာဟိုဘယ်လိုပြောနေချချင်းနဲ့နေချချင်းရဲ့အသက်တာကိုရပြီးတော့ဥပမာကျွန်တော်အမေရိကဆိုရနဲ့အစည်းအဝေးထိုင်တဲ့အခါမှာဥပမာကျွန်တော်မှာဟိုစိတ်ဓာတ်တွေစိတ်နေတပေါ်ထားတဲ့အကူလုံးကမှားကားနေဖို့လိုပါတယ်အဲ့လိုကျွန်တော်ရဲ့စိတ်နေတပေါ်ထားတဲ့အားလုံးကိုကာကွယ်ရှောက်ရှောက်ရမှာကကျွန်တော်နားလည်တာကတာရှိတော်ဝိညာဉ်တော်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့စိတ်နေတပေါ်ထားတဲ့အားလုံးဟာအဲ့လိုနဲ့မရှိဘူးဆိုရင်ကျွန်တော်လုံနေတဲ့မြတ်အကူလုံးဟာအချင်းနေပဲဖြစ်ပါတယ်ဆိုတော့အဲ့လောက်အထိကိုရည်ကြည့်တယ်လို့ပြောပြရစီပေါ့နော်အဲ့လောက်အထိကိုကျွန်တော်ဟာစူတောင်းကူညီဖို့လိုအပ်နေတော့သူပါအဲ့လိုပြောပြရစီကျွန်တော်ဟာအဲ့လိုwisdom နဲ့ strength တွေအမေရာလိုအပ်နေတဲ့လူတစ်ယောက်ပါကျွန်တော်ကအမေရာအဲ့လိုနေရာမှာကျွန်တော်တို့ရပ်တည်နေတဲ့လူတူတစ်ယောက်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုကြီးကြီးမားမားရှိပြီးတော့နိုင်ငံတနိုင်ငံကိုစားကိုတခြားနိုင်ငံတနိုင်ငံကိုစကားပြောနေရတဲ့အနေအထားမှာကျွန်တော်လူပုဂ္ဂိုလ်တူတယောက်နဲ့ဆိုတော့ဒါကျွန်တော်မနိုင်ဘူးကျွန်တော်ဒါမလုပ်နိုင်တကယ်ဒါဆို I cannot do it တိုးတော့ကျေးဇူးတော်တက်တဲ့ကြောင့်ကျွန်တော်လုပ်နေတယ်ဆိုတာကျွန်တော်နားလည်လာတယ် I cannot do by myself but I'm doing it by the grace of God ဆိုတော့ဒါအားလုံးကျွန်တော်
ပြည်သူများအားလုံးနားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ပြောနေတဲ့ဥစ္စာပေါ့နော်ဘလောက်အထိ easy တယ်ဆိုတော့ဒါတစ်ပိုက်ပေါ့ဒုတိယပိုက်ကတော့ခုနပြောသလိုကျွန်တော်မှာတကယ်တော့ဆိုတော့ဂျီဆန်တွေလက်နက်တွေကလူစိတ်နေစိတ်ထားကိုပြောင်းလဲခိုင်းမှာမဟုတ်ပါဘူးနောက်ဆုံးကြရင်တော့လူစိတ်နေစိတ်ထားကိုပြောင်းလဲခိုင်းတာကကျွန်တော်မှာဆိုရင်ကျွန်တော်ခရစ်တော်တစ်ပါးပဲရှိတယ်အာမင်ကျွန်တော်ရဲ့စိတ်နေစိတ်ထားကိုပြောင်းလဲစေနိုင်တာ I was born again ကျွန်တော်အဲ့ဒီ born again ဖြစ်တဲ့အချိန်မှာကျွန်တော်ဘဝအကူလို့ပြောင်းလဲလာတာကိုတွေ့ရတာဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော်ကဒီအာနာစီကိုဒေါ်လာနေရတဲ့အချိန်မှာအာနာစီဆိုတာကအပီလောကမှာမဟုတ်ပါဘူးတကယ်တမ်းဆိုတော့အတွေ့အဖြစ်နေတာကိုတွေ့ရတယ်စိတ်နေတဘောထပြောင်းလဲဖို့ဆိုတာအင်မတန်မှအရေးကြီးတယ်ဒါကြောင့်မလို့ဆူတောင်းတဲ့အချိန်မှာလဲဒီလိုနဲ့ကိုကဂျီဆာတွေနျူကလ িয়ার ဘုတ်တော်မှလူကိုတကယ်တော့ဆိုမပြောင်းလဲစေပါဘူးတကယ်တော့လူကိုပြောင်းလဲစေတာကစိတ်ဓာတ်ပြောင်းလဲမှလူကပြောင်းလဲတယ်စိတ်ဓာတ်ပြောင်းလဲမှမြန်မာနိုင်ငံပြောင်းလဲမှဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အဲ့ဒီစိတ်နေတဘောထားတွေကိုတကယ်ပြောင်းလဲတဲ့အထစ်ကိုကျွန်တော်ချစ်တက်နိုင်အောင်ဆူတောင်းကူကြီးမှတ်စားလိုပါတယ်အင်မတန်မှတာအရေးကြီးတယ်ဥပမာဒီမိုကရေစီရတယ်ဖက်ဒရယ်ရတယ်စိတ်နေတဘောထားကဒီတိုင်းဖြစ်နေရင်ဒါဘယ်ဒီမိုကရေစီမှဘယ်ဖက်ဒရယ်မှအတူတူမှမဟုတ်ပါတစ်ဖက်ကပြောမယ်ဆိုရင်ဟုတ်ပဲအကူကြီးရှိတယ်ဒါအကူကြီးနိုင်တယ်ဒါပေမဲ့လည်းဖက်ဒရယ်ဒီမိုကရေစီစနစ်ကကျွန်တော်တို့ကိုစနစ်တစ်ခုမှရောက်မယ်ဆိုရင်တော့အဲ့ဒီမှာကျွန်တော်တို့ကိုအဲ့ဒီစနစ်တစ်ခုကိုအကောင်းဆုံးနဲ့ကျွန်တော်ဟာအတုချနိုင်ဖို့ရအတွက်နဲ့ပြည်သူလူထုတစ်ခုလို့အတွက်နိုင်ငံတစ်ခုလို့အတွက်အကျိုးစီးပွားဖြစ်နိုင်ဖို့ရအတွက်ကတော့ကျွန်တော်ဒီစိတ်ဓာတ်တွေကိုလည်းစိတ်ဓာတ်တိုင်းပွဲကိုလည်းဝေရတော့မှာဖြစ်ပါလေစိတ်ဓာတ်လို့ပြောတဲ့အခါမှာအခုနလိုစိတ်နေတဘောထားတွေပြောင်းလဲဆရာရှိတာပြောင်းလဲဖို့လဲမြန်မာနိုင်ငံဟာအင်မတန်မှလိုအပ်နေပါတယ်အဲ့ဒီဖက်ကိုလည်းဆူတောင်းကူကြီးဖို့ရအတွက်မေတ္တာရခံလို့ပါတယ်ပြီးတော့တတိယအချက်လို့ပြောမလားနောက်ဆုံးနဲ့ပြောလို့တာကတော့ဆက်လက်ပြီးတော့ဒီရေတစ်ခွက်ပေးတဲ့ဥစ္စာကိုမမိတ်ဖို့ဘလောက်ပေးတယ်လဲဆိုတာထက်ပေးနေပါတယ်ဆိုတာကအရေးကြီးပါတယ်ဘလောက်လုံနိုင်တယ်လဲဆိုတာထက်ကိုလုံနိုင်တဲ့အပိုက်ကနေပြီးတော့ဆက်လက်လုံနေပါတယ်ဆိုတာကအရေးကြီးတယ်ဒါကြောင့်မလို့ခုနလုံနေတဲ့ဥမာ CDM လှုပ်ရှားမှုမှာလည်းအများကြီးကူညီတယ်အခုနဒေါ်လာရေးမှာလည်းအများကြီးအဝေးရောက်ကျွန်တော်တို့ပြည်သူတွေအားလုံးကနေပြီးတော့ဝိုင်းဝန်းကူညီကြတယ်အဲ့ဒါတွေအားလုံးဟာ it's a good thing ကြားစာမှာလည်းပြောတယ်လဲဆိုတော့အဲ့လိုကောင်းမှုကုသိုလ်လုပ်တာကိုမစွန့်လို့ဖို့ကျွန်တော်တိုက်တွန်းထားပါတယ်ဒါတွေကိုမငြင်းငွေဖို့တိုက်တွန်းထားပါတယ်ကြားစာမှာဆိုတော့ကျွန်တော်အနေနဲ့ we should never give up on doing good because it is good ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီလုံနေတဲ့ကောင်းမှုလုပ်နေတဲ့ဥစ္စာကိုဘလောက်ပဲခက်ခဲနေပါစေဘလောက်ပဲကြားထားနေပါစေမိတ်ဆွေပေါ့တော့ဒါကိုတော့မစွန့်လွတ်ပါနဲ့ဆက်လက်ပြီးတော့လုပ်ပါဆက်လက်ပြီးတော့လုပ်ပါအစုတ်အထိကိုလုပ်ပါခရစ်တော်ကိုယ်တိုင်ကအစုတ်အထိကိုလုပ်တယ်ကျွန်တော်လည်းအစုတ်အထိကိုလုပ်ရမှာဖြစ်ပါတယ်ဆိုတော့လုံးဝလက်မမြောင်းနောက်မဆိုပဲနဲ့ကိုလုံးနေတဲ့အကောင့်ကိုဥတမျှကိုဆက်လက်ထိထိထားပါဆက်လက်ဒါကိုလုပ်ပေးပါဆိုတာကိုလည်းအလုပ်ကိုမိတဲ့အခါလုပ်ပါတယ်နောက်မိခုတစ်ခုပဲကျွန်တော်ယူပြီးတော့အခုကကျွန်တော်မှာအစည်းအဝေးတခြားရည်ကြည်တာရှိနေလို့ကြည့်ပြီးတော့နားလည်ပေးစေချင်တယ်ဟုတ်ဒေါက်တာဆာဆာကန်လောမ်တော့ချင်းချန်ဒေါက်တာဆာဆာဒီဟအခါနာကောင်းကအမပုံပတ်စာချင်ချိမလောဘလင်และถ้าจำเปียกขายเฮาเป็นบิดทากันจำเปียกเป็นเขาจนวันจงมีเรจอกเราเนี่ยนินเวนจงซาจานี่นี่เดียงในหิมนักสิที่ค่ะกันบันชิมดูแลดร.ซาซาเฮตุยอเดอร์ซงอเดอร์เดวนายนักค่ะจานอีเราตุกเลยอลุงเรทัยเลยเกเที่ยวตำตุกตัวอรวงอ่ะทีนหานาลวกเลยเจนมาอีช่างซงอ่ะถ้าจำเปียกนาวสิที่ค่ะกันบันชิมดูจนดร.ซาซาฟาปลีในจนมวยซาฟ้าเลยเฮปรุกันเสปีน่ะอุณาเวลเตมุนดังจำเขาเวติกะเมนุงสมลีแดงมังเฮ
ama immediate family bakhe mundang ramdang anzam cha khan ama ani jin phaisla in ka bo muti zai tik mana chimla lo anei chiam han ki anei mi man ama ayokum lo tiang la pe chan tu si cha khan zai kan ti la kha kha cho nan ma ni khan ban rot be ko lo cbc ase nu bu zong kan si kho chung te ke tom te se lak sok te ken kan hei pek ve ton ko le ama khan jin kha ban to kha chim lai lo cha khan ma dr boy na ma kan hal du ka ban hal du ma ka de ka si pum pak kin mi pi akan her na khi a channel ka kan thelo cha khan mo ma kha za pi ni atua warong han tang na ban au piak khop min phun na se mo ama pum pak a her nak zone tak a zone a khni da nani tunai ni men biar zo nan beru zo kan the chan ani lo cha khan chim mo than na ma nan ban chim piak o lo kha cheu khat pum pak kan ama pum pak cha khan hay hay hlut du te na hay bom be du te na hay selo ti ka ban hal du mi si na ban chim piak khoma ma zo na ma ama ni khan chin phaisla kap chin hong ka bom di nu bu sin zong akin na her mo kan ti zong ken chim bal lo mo chim lem lai lo na yen atu ka van chim mi kha se kaw thin long in he ti mi kha cho an van he ka hin connection vai zong kha pek kho se kan ma lai zong ni khan mo he ka in ta sin pek kho nak lam te kha o me thin long te e zon rat mini zon atu ka van chim kha immediate family bak ram danga menung somli rong an umbe unaw le pol chin ama chung kha shim moi safa baruk le afa le palien sela kha security cha zong atam pi her kau na ama ni sim phaisa le kong chu achim la lo cha chun hei tok dam be ko lo nan ban thai thiam ko la da ka te chun ana Dr. Sasa question pakhat anin hal khauri ma se pakhat ei mani ka hal la Dr. Boy pakhat ten okay se koi na comment ni kan banal sing hamo comment here zaitina comment kha chum ko sa comment comment kan hal chok lai lo vaya kai ma hal ka banin tu mi cho Dr. Sasa kan ni lom tuk na chung ati khawan chim ta ka do pathian ni num pi jong za ko sa kan hal du mi cho tu anau sung mi na hon chim mi covid vaccine kong he pe tlain khan NUG ni kan to rel cho ma ko siara arang kho chumi pisina phan kho ko phak dingin kim to nak tan nei na ban ti mi te kan ni lom to be kha achan kha zai tuk aso aro lai ding kha than man na kin chim kho se mo chun zai ti ban tuk phunin da atua ram chunga rakap atu mi long hain hoi ni khan khaban tuk nan tim tu mi khami pc ni nan ban thak ter kho nak ding alam kha afoi mo ram chung mi pc na khaban tuk lection ban thak ter kho nak ding kha thil foi selai ma ti te kha wanin hal ta ka do kam pi kalom okay ကျွန်တော်COVID-19 vaccination နဲ့ပတ်သက်ပြီးတော့ကျွန်တော်မရမနာပဲတကယ်ဒါကိုနောက်ွယ်အနေပြီးတော့လုပ်နေတယ်ဆိုတာကိုပထမပြောလုပ်ပါတယ်ကျွန်တော်ရဲ့ရည်မှတ်ချက်မှာကဒီနှစ်မကုန်ခင်မှာမြန်မာနိုင်ငံလူဦးရေရဲ့20%ကို COVID-19 ကာကွယ်ဆေးထိုးနိုင်ဖို့ကြိုးစားနေပါတယ်COVID-19 ကာကွယ်ဆေးရနိုင်ဖို့ဆိုတော့အခုကကျွန်တော်တို့ဒီ COVID-19 ကာကွယ်ဆေးတချို့ဟာလဲမြန်မာပြည်ထက်ကိုရောက်ရှိပြီဆိုတာကိုတော့အဲ့လောက်ထိကျွန်တော်ပြောလို့ရတယ်ပြီးတော့အသေးစိတ် operation အကူလို့ကတော့ကျွန်တော်အခြေတာတဲ့အခါမှာပြောပြရစေလို့ပဲကျွန်တော်ဖြစ်ချင်တယ်ဆိုတော့ဒါကျွန်တော်အတိုင်းအတာတစ်ခုထိတော့အဲ့ COVID-19 ကာကွယ်ဆေးတွေဟာတားနဲ့ချင်တဲ့ COVID-19 ကာကွယ်ဆေးတွေဖြစ်တယ်ဆိုတာကိုလည်းပြောပြရစေပြီးတော့အဲ့ဒီကာကွယ်ဆေးတွေဟာကမ္ဘာကူလာတမဲကအောက်မှာရှိတဲ့ကမ္ဘာကျန်းမာရေးအဖွဲ့ကနေပြီးတော့အတိအမှပြုထားတဲ့ COVID-19 ကာကွယ်ဆေးတွေဖြစ်တယ်ဆိုတော့ဒါဟာကမ္ဘာမှာတုံ့နေတဲ့ COVID-19 ကာကွယ်ဆေးဥမာ US မှာတုံ့နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ကျွန်တော်အသုံးပြုမဲ့ COVID-19 ကာကွယ်ဆေးကမကွာဘူးဆိုတဲ့ဥစ္စာပေါ့နော်အည်တွေးနဲ့ပတ်သက်လာပြီပေါ့ဆိုတော့ဒါဟာကျွန်တော်မှာအပြည်ပြည်ဆိုင်ရာတက်ဆိုင်ရာပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့နောက်ကွယ်မှာတောက်လျှောက်ပဲလုပ်နေပါတယ်ဒီဘက်ကဆိုရင်လည်းတက်ဆိုင်ရာနိုင်ငံအလှူစီနိုင်ငံတွေရှိတယ်အလှူစီနိုင်ငံတွေရဲ့အလှူစီနိုင်ငံတွေရဲ့တက်ဆိုင်ပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့
ဒါနဲ့ကိုကတောင်းလျှောက်ပဲဒါကိုကျွန်တော်တို့ဆောင်ရွက်နေရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့တစ်နှစ်အတွင်းမှာကို20ရာခိုင်နှုန်းလူဦးရေကိုမြန်မာနိုင်ငံရဲ့20ရာခိုင်နှုန်းလူဦးရေကိုကျွန်တော် COVID-19 ကကိုစေရရှိနိုင်ရေးကိုဆောင်ရွက်နေပါတယ်ဒါအတွက်ကိုလည်းစုတောင်းမှစာပေးပါလို့မိတဲ့အခါလို့ပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်အဲ့ဒီ COVID-19 ကကိုစေကိုထိုးမဲ့လူကကြမိုင်းဝထားတွေဖြစ်တယ်အခုကအဲ့ကြမိုင်းဝထားတွေကိုစီကောင်စီကနေပြီးတော့ဟိုတုကရဲကနေပြီးတော့အခုထိကိုပေါ့နော်သူတို့အာနာတိတ်ပြီးကရဲကနေအခုထိဆိုရတော့ဒီကြမိုင်းဝထားတွေ20ကျော်ကိုတပ်ဖြတ်ချိခါလိုက်ပြီးတော့လူကြမိုင်းဝထားအယောက်600ကျော်ကိုဖာဝရထုတ်ထားဒါတွေအလုပ်ကကျွန်တော်ပြန်ဆိုသူတို့စီကောင်စီဖက်ကအဲ့လိုမလုံးတိတဲ့ဥစ္စာအကြဖြတ်မှုတွေကိုဆက်လက်လုပ်နေရတယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော်စေးခါတွေကိုလို့ကိုလည်းအခုအောက်ဆီဂျင်တောင်မှတကယ်တမ်းဆိုရင်တော့လက်နဲ့တစ်ဖွဲ့အသုံးပြုပြီးတော့အောက်ဆီဂျင်ကိုသူတို့ကထိယူပြီးတော့အသက်ရှူခွင့်တောင်မှမပေးတဲ့အနေအထားကိုရောက်နေပါတယ်ဒါကြောင့်မလို့ COVID-19 COVID-19 ကာကွယ်ဆေးကကျွန်တော်ခက်ခဲပေါင်းများစွာကျော်လွှားလာပြီးတော့မြန်မာနိုင်ငံအထစ်ကိုရောက်လာနိုင်တော့လည်းပဲအဲ့ဒီ COVID-19 ကာကွယ်ဆေးကိုထိုးပေးမဲ့ကြမာရေးဝန်ထမ်းတွေကိုတော့လွန်လန်းလိုချိုနဲ့ထုတ်ခွင့်ပေးတင်နေဆိုတာဟာကျွန်တော်ဒါကိုဆောင်ရွက်နေပါတယ်။ဘာလို့ဆိုတော့ကြမာရေးဝန်ထမ်းတွေကိုအဲ့လိုဆက်လက်တိုက်ခိုက်နေအောင်မယ်ဆိုရင်ဘယ်ဆရာဝန်ပဲကြမာရေးဝန်ထမ်းကကာကွယ်ဆေးကိုထိုးရမလဲ။ကျွန်တော်အနေထားကအဲ့လိုရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနောက်ွယ်မှာကပ္ပလူချိုရင်ကောင်စီနဲ့ကိုဒါကတော့ထိတ်တန့်စစ်စားမယ်ဥစ္စာဖြစ်တဲ့အကြောင်းကိုကမ္ဘာကုလသမဂ္ဂမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်ကြီးတွေနဲ့အကြီးအကဲတွေနဲ့ကျွန်တော်တောက်လျှောက်ဘက်တာကိုဆွေးနွေးနေရပါတယ်နောက်ွယ်မှာကျွန်တော်မြန်မာနိုင်ငံရဲ့လူချုံကြီးလို့ပြောတဲ့အခါမှာ COVID-19 ကိုတိုက်ကလက်နဲ့တပွဲလူကိုဒေးစင်နေတဲ့ယောဂဆုချစ်ဖြစ်တယ်တစ်ဖက်ကဆိုရင်လည်းဒီစီကောင်စီဂျပန်ကောင်စီကCOVID-19 ကိုတိုက်ခိုက်မဲ့အစားသူတို့က COVID-19 ကိုတိုက်ခိုက်နေတဲ့ကြမာရေးဝန်ထမ်းတွေကိုတိုက်ခိုက်နေတယ်အတိတ်ဘက်ကအဲ့လိုရှိတယ်ဒါကိုကမ္ဘာလူချွေးကောင်စီကနေပြီးတော့ကမ္ဘာကုလသမဂ္ဂကနေပြီးတော့ဒီကာကွယ်ဆေးကိုတော့အ ਨੇ ဆုပ်ပေါ့လိုချုံနဲ့ပြည်သူလူထုစီကိုရောက်နိုင်အောင်သူတို့ကနော်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဆိုတာကိုနောက်ွယ်ကနေကျွန်တော်ကလှုပ်ရှားနေတာဖြစ်ပါတယ်ဒါအတွက်ကိုလည်းကျေးဇူးပြုပြီးတော့ဆုတောင်းကူညီမှတ်သားစေချင်တယ်ဒါအင်မတန်မှအရေးကြီးတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုနောက်ွယ်ကနေပြီးတော့တောင်းချောင်းပဲဒါကိုလုပ်နေတယ်တော်လဲကြမ်းတာတယ်တော်လဲခက်ခဲတယ်ဒါပေမဲ့လည်းဒါအောင်မြင်မှာဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်ကြီးဆိုင်နေရတဲ့တိုက်ပွဲဟာအလီရောင်နဲ့အမှောင်အကြမ်းတိုက်ပွဲဖြစ်ပါတယ်နောက်ဆိုကြတော့အလီပဲအောင်မှာဖြစ်ပါတယ်ကျွန်တော်တိုက်ပွဲဟာတကယ်ဒါဆိုရင်တော့အာဏာစီစနစ်နဲ့အကြဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့အာဏာစီစနစ်စီအာဏာစီစနစ်အကြတိုက်ပွဲဖြစ်ပါတယ်နောက်ဆိုကြတော့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပဲအောင်မှာကျွန်တော်တိုက်ပွဲဟာတကယ်ဒါဆိုရင်တော့ဒီရက်ဆက်ကြကြုတ်ချင်းနဲ့ကျွန်တော်တို့ဒီဖက်ကဆိုရင်တော့မေတ္တာတရားနဲ့စေတနာတရားအကြတိုက်ပွဲဖြစ်ပါတယ်နောက်ဆိုကြတော့မေတ္တာတရားပဲအောင်မြင်မှာပါထိုနည်းတူပဲကျွန်တော်တို့တိုက်ပွဲဟာအခုကလွန်လန်းချင်းတိုက်ပွဲနဲ့ဒီဖက်မှာဖားဆီးချုံနှောင်ချင်းအကြတိုက်ပွဲဖြစ်ပါတယ်ဒါနောက်ဆိုကြရတော့လွန်လန်းချင်းပဲအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တိုက်ပွဲရည်ဆိုင်နေရတာဟာတကယ်ဒါဆိုရင်တော့ဒါဟာ good and evil the battle between good and evil အဆိုးနဲ့အကောင်းအကြတိုက်ပွဲဖြစ်ပါတယ်နောက်ဆိုကြတော့အကောင်းကပဲအမြဲတမ်းအောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးရတည်ချက်ကအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီတိုက်ပွဲဟာအောင်မြင်နေပြီအရေးတော်ပုံလည်းအောင်မြင်နေပြီ COVID-19 ကိုလည်းကျွန်တော်တို့အနိုင်ရရှိရမယ်ဆိုတာဟာကျွန်တော်တို့ရဲ့လာစင်နဲ့ကျွန်တော်နေတိုင်းတာကိုတွားပြီးတော့လုပ်နေတဲ့အကြောင်းကိုလည်းနောက်ဆုံးအနေနဲ့ကျွန်တော်ပြောလိုပါတယ်ဒီနေ့ဒီချိန်မှာကျွန်တော်ကိုအဲ့လိုသွေးဆိုခွေတွေပေးတဲ့အတွက်ကြောင့်လည်းအထူးပဲကြုတ်တည်ရှိတယ်အခုကကျွန်တော်အနေနဲ့ဒီတခြားစီဝေးအကြီးတာရှိနေလို့အဲ့ဒီဖက်ကိုကူးဖို့ရအတွက်
ကျွန်တော်ကိုခွင့်ပြုပေးပါကျေးဇူးပြုပြီးတော့ဒါကျွန်တော်လည်းဒီနေ့ဒီလိုအစည်းအဝေးမပြီးခင်မှာထွက်ရမှာကိုလည်းအားလုံးကိုတောက်ပါပါတယ်လို့ပြောပြစေကျေးဇူးတင်တယ် Dr. Sasa boy panit le chuan pe kause Amen. Pesa. အာမင် กันกันส้มทันติไลในมันติกะ di la ketin banti ta usi chun no bu pol behala kanin duri anti ဒီတော့ပေါ်အောင်ရမယ် zero pu Zero. Hero on yam. ဒီတော့ပေါ်အောင်ရမယ် Ngau cha on yam. kan nu le pol kha bantang ri ula behal an kan du mi umri le zang fa na มาค่ะดร.ซาซาเป็นทีนั่นมันสักนั้นไวรัวปะไลตัวตอนปาร์ตี้เทกันมันดูมีจมูกดร.ซาซาเฮตัวอาหารไงไรที่อามาตรงอดีตทอมจุดนั้น security จะเป็นชิมมีอาคันตัวหุยเดียวกันมั้งเบลหุยเดียวกันเป็นชิมติกาคันตัวก็ปุ่มปากกันดร.ซาซาสินะเข็นตั้งการนักเฮบอมฉันดูน่าสลอก็จริงๆอัชนาลสีที่มีเด็กค่ะเทมันดูมีน้ำเลยนั่นชิมข้อมีมันสุดที่เจ้า lang pi chun chimok tha lo le te khatakan vaya pumpakin ban kan chonu lo akwat nak channel te kau ti kha ban chim kan du se chu bom cho an her ka chan chu an nu le pol apa le pol diang an kol na te ka khan anum na kha an in kha sbong wen pek an hlan thakhat thani chain chenan an se a save lo cha khan mun dang ka dang ithialan hau pengla in hlan man shima khan tam ngai chung la zong he an di ama pumpak zong adi chun a chen mai sang zong a situ nai kha ka ban chim kha thin ha luak te ka taksa zong a der chun a security cha zong a khan security zong kha an her chumu kha a dollar in pe khaw mi si te ka khan kan ni nu bun ha zong he a her ke a her nak zong te kha kan hei thei cha ama ni hong ko bom mu te bal baklo na khan kan hei bom ton be mi te khi se le thai nan du khan chun ban kan hal kho kan se ko ti kha pumpak tu khan alang pi ban ti kha chu that lai lo cha khan te เสียว่ารองเท้านั่นนี่จะจูรับพิษนั่นกันทันต้นนะมูตรศาสนาบ่มนักจูไว้ที่นอนเตะขันกัลหาวหัดนักเสียนั่นกันไม่กล้ากันมาสินเดสินเห็นใส่เราดูตรงที่ว่ารองผู้ชงเห็นกันมากรุ๊ปชงเห็นไอเตอร์เวมิสิจะก็จะขันตรศาสนาบ่มชนะดูมินิกันมาสินเดสินขันกันมาสินอินทรูอินเปียกขอซีที่ข้าจะเป็นมันเที่ยวหนาวสิละ